အားလုံးပဲမင်္ဂလာပါဒါ TV ရနေပြန်လဲကြိုဆိုလိုက်ပါမနေ့တော့ကစားခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်ရဲ့ပွဲပြီး highlight လေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒါမနေ့ကဒီပွဲစဉ်ကိုကျွန်တော်ရွေးချယ်မှုလေးလုပ်ပေးခဲ့ရပေါ့နော်အာဆင်နယ်ဂိုးအောက်ဆိုပြီးတော့မနေ့ကရွေးပေးခဲ့ဆိုတော့ဒါ2ရက်ဆက်တိုက်တော့ရှိပြီပေါ့နော်ကျွန်တော်ရွေးချယ်မှုတွေမှာရွေးနေတာဆိုတော့ဒီနေ့တော့ရွေးချယ်မှုတွေမရှိဘူးပေါ့နော်ကျွန်တော်ပုံမှန်ဒါ Premier League တင်းနေPremier League ပွဲပေါ့နော် Premier League ပွဲစဉ် Champions League ပွဲစဉ်အဲ့ပွဲစဉ်တွေကိုတော့ဒါအင်းကြီးညရီမှာဒီနေ့တပွဲနှုံးနေပဲကျွန်တော်ရွေးပေးသွားပါမယ်ဆိုတော့ဒါပွဲစဉ်ရဲ့လူစင်းကိုကြည့်မယ်ဆိုလို့ရှိရင်နီးပြရိုစင်ညောရဲ့ဒါ Chelsea line ကအာဆင်နယ်အသင်းတက်စားလို့ရှိရင်တော့ဒါနည်းငယ်ရောနေတာတော့တွေ့ရလိမ့်အာဆင်နယ်အသင်းကဒါ David Raya တယောက်ပဲပါလာခဲ့တာဒါကျန်တဲ့ကစားသမားတွေကတော့ဒါ first line နဲ့ကစားသမားအပြည့်စုံနဲ့ပဲပွဲထွက်လာChelsea ကတော့သူတို့ရဲ့ဒါအဓိကကစားသမားတွေဖြစ်တဲ့ Kaisi တို့ကိုဘာမာတို့ Bisi Jane တို့မပါလာဘူးဒီပြလည်းအသစ်နဲ့ဆိုတော့ပွဲမစားခင်တည်းကဒါ Chelsea fan တွေလည်းချိန်မိမယ်လို့တော့ထင်တယ်ဒါခံမှန်းမိပါပဲဆိုတော့ပွဲအစ9မိနစ်တည်းကနေပြီးတော့ဒါ Arsenal ကရလာတဲ့တောင်းကန်ဘောကနေပြီးတော့ Van White ကိုသွင်းသွားတယ်ဆိုတော့ Rosinho ဒါပွဲမတိုင်ခင်အင်တာဗျူးလေးမှာပြောခဲ့တယ်လို့အာဆင်နယ်သူဆက်ပြီး FC ဆိုပြီးတော့မခေါ်ဘူးပေါ့နော်အဲ့လိုပြောခဲ့တဲ့ကိစ္စကဒါအာဆင်နယ်သူ့ပွဲအစဒါ9မိနစ်မှာပဲအာဆင်နယ်ဆက်ပြီးကဘယ်လိုရှိတယ်ဆိုတော့ဒါနီးပြရိုစင်ညောတယောက်တော့ဒါအာဆင်နယ်ဆက်ပြီးနဲ့ပတ်သက်ပြီးတခုခုတော့ခံစားရလိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်ပထမပိုင်းမှာဒါဘန်ဝိုင်းရဲ့တွင်ကိုတကူတဲ့နဲ့ပဲအာဆင်နယ်ကဦးဆောင်ပြီးတော့ကစားသွားဒါပြောရရင် Chelsea ကလည်းအခွင့်အရေးတော့ရတယ် SD Bound တို့ဒါအခွင့်အရေးဖန်တီးနိုင်နေတို့ပေမဲ့ဒါဂိုးဖြစ်လာပဲနဲ့ Brown ပြီးသွားဒုတိယပိုင်းစဒီဘက်မှာဒုတိယပိုင်းအစ4မိနစ်မှာပဲဒါ Shaw Craig က Arsenal အတွက်နောက်ထပ်ဦးဆောင်ကိုထပ်ပြီးသွင်းပေးသွားဆိုတော့ Arsenal ကဒီ game မှာဒါပထမပိုင်းရောဒုတိယပိုင်းရောနှစ်ပိုင်းစလုံးသူရဲ့ဦးဆောင်ကိုတွေနဲ့ပဲလွှမ်းမိုးပြီးကစားသွားတယ် Chelsea ကဝဲစားလာတဲ့ဒုံးလို့အသွင်းခံနိုင်ရပဲအဲ့လိုဖြစ်နေတာဆိုတော့ဒုတိယပိုင်းမှာလည်းပြန်လာမလားဆိုတော့ Chelsea ကဒါဒုတိယပိုင်းဒါပေမဲ့ဒီဂိုးပေးရပြီပေါ့နော် Yorkers ကိုပေးလိုက်ရပြီတိတ်မကြောက်ခဏ53မိနစ်မှာဒါလူစားဝင်လာတဲ့ဂါနာဂျိုပုံမှန်ဆိုလို့ရှိရင်ဒါ Chelsea မှာဂိုးတွေဖြုံးတီးနေကြကစားသမားလို့ပြောလို့ရအပိုင်းခွင့်ရေးတွေကိုဒါဂါနာဂျိုဖြုံးခဲ့တာတွေအများကြီးပဲပေါ့နော်ဒီဘွဲမှာတော့ဒါဂါနာဂျိုကရလာတဲ့ခွင့်ရတွေအကောင်းဆုံးသုံးချသွားတယ်သွင်းကို2ကိုသွင်းသွားတယ်ပေါ့နော်အရင်ဆုံး2-1ဖြစ်သွားတယ်59မိနစ်မှာဒါဂါနာဂျိုကသွင်းပြီးသွားတယ်ဆိုတော့2-2ဖြစ်လာမလား2-3ဖြစ်သွားမလားဒီလိုမျိုးချိန်နေမှာပဲဒါအာဆင်နယ်ကနောက်ထပ်ဦးဆောင်ကိုတကူထပ်ပြီးတော့သွင်းသွားတယ်ဆိုတော့ပြောရရင် Chelsea ကနောက်ကလိုက်ကန်တော့ကန်ဒါပေမဲ့တပွဲလုံးနောက်ကကြီးပဲလိုက်ကန်ရတယ်လို့ပဲပြောရမှာဒါ20မိနစ်မှာဒါအာဆင်နယ်က Zubimendi ဒီ open play ကနေပဲရလာတဲ့ဘောလုံး area ထဲမှာဒါတစ်ချက်ဖိန်သွားပြီးတော့ဂိုးမိုက်ညာဘက်ထောင်းဘေဂျင်းနဲ့ကန်သွင်းသွားတယ်ဂိုးကဆိုအာဆင်နယ်3-1ထပ်ပြီးတော့ဦးဆောင်သွားတယ်ပေါ့နော်ဘေဂျင်း90မိနစ်မှာဒါပေမဲ့တိတ်မကြောက်ဘူးဒါ83မိနစ်မှာဂါနာဂျိုပဲထပ်ပြီးတော့ခြေပေါက်ကိုပြန်သွင်းသွားတယ်ဒီဂိုးကလည်းဒါ Chelsea set piece ကနေရခဲ့တဲ့ဂိုးပဲ set piece ခေါင်းနိုင်ဘောကနေပြီးတော့ရှန်ကြလာတဲ့ပြုတ်ကြလာတဲ့အလုံးဒါဂါနာဂျိုဖော်လီကန်သွားတာဒီရွတ်ချက် bounce ပြီးတော့ဝင်သွားတာဂါနာဂျိုဒါဒုတိယသွင်းကိုကတော့တော်တော်ကောင်းတယ်လို့ပြောလို့ရဒါပေမဲ့83မိနစ်ကနေ3-2ဖြစ်ပြီးတော့နောက်ဆုံးပွဲပြီးချိန်ကြီးကို Chelsea ကခြေပါကိုတွေရဖို့လိုက်ကစားရင်းနဲ့ Arsenal ရဲ့လွှမ်းမိုးမှုအောက်မှာပဲဒါပွဲပြီးသွားတယ်လို့ပြောရပွဲပြီးမှလည်းဒီ Zubimendi နဲ့အန်ဆိုတို့ဒါပြဿနာတက်ကြသေးတယ်ပေါ့နော်ဒီပြတွေကိုယ်တိုင်လာပြီးတော့ဒါဖြန့်ပြေးပေးရတဲ့ခြေနေတွေတွေ့ရပွဲကျန်းနေလို့တော့ပြောလို့ရတယ်ဆိုတော့ဒါ Chelsea ပရိသတ်တွေနီးပြအစ်စ်ရိုစီညောကိုဒါဒီပွဲစဉ်အပြီးမှာဘယ်လို rating သတ်မှတ်မှာလဲပေါ့နော်ကျွန်တော်ကတော့ဒါ Chelsea နီးပြအစ်စ်ကိုဒါအချိန်တိုင်းတာတစ်ခုတည်းတော့ပေးပြီးစောင့်ကြည့်သွားအောင်မယ်လို့ပဲပြောချင်ပါတယ်ဆိုတော့ကြည့်ရှုပေးကြတဲ့အတွက်အားလုံးလည်းကျေးဇူးတင်ပါတယ်